ဒီဆိုင်လေးကတော့ငွေစင်မုံတိုင်းစမှုစုံမုံရွာမှာဒါကျွန်တော်ဆိုလာရေစစ်ပေါ့နော်ဆိုလာတန်ရှင်းလေးဝင်နေပါတယ်ဆိုလာတန်ရှင်းလေးဝင်နေတဲ့ဆိုင်လေးပါ36ချက်36ချက်ကျွန်တော်တို့မင်းတင်းနဲ့လေးဝင်တဲ့အခါမှာကျွန်တော်ဆိုလာလေးနှစ်ချက်ခေးကြပြီးခွဲထားတာလေးအဲ့ဒါလေးတွေကျွန်တော်တို့အားလေးရောလာစစ်ပေးနေပေါ့နော်ဆိုလာနှစ်ချက်ခေးကြပြီးတော့ကျွန်တော်တို့ဒါကွဲထားတဲ့ချက်လေးတွေပေါ့နော်ဆိုလာ36ချက်မှာနှစ်ချက်ကွဲထားပါတယ်အခုကျွန်တော်တို့တင်းနဲ့လေးဝင်ပြီးတော့တန်ရှင်းလေးလုပ်ပေးနေပါတယ်81လက်ထုတ်တဲ့ engineering group ပါကျေးဇူးတင်ပါတယ်